ဒါကတော့လူရှင်တော်ကွမ်းသည်ဒါကတော့လူရှင်တော်ရွှေမုံဒါကတော့လူရှင်တော်စောက်ထိုးဒါကတော့လူရှင်တော်ဖြိုးဖြိုးဖြစ်ပါတယ်ပြောချင်တာကတော့ဗျာဇက်တပင်မှာတစ်ဖွဲ့လုံးလို့အောင်မြင်တာအရင်ကဆိုကိုဖို့ချစ်လူရှင်တော်ဖွဲ့ပဲရှိတယ်ခုတော့သူတို့ဖွဲ့အောင်စဘူးလို့ဖွဲ့လို့ပြောအောင်ပါနော်သူတို့ဘာဖြစ်လို့ဒီလိုအောင်မြင်လဲဆိုတာကိုကျွန်တော်ပြောပြမယ်လူရှင်တော်ရွှေမုံကနေကျွန်တော်တို့ချက်စားကြည့်မယ်နော်ဒါကလူရှင်တော်နော်လူရှင်တော်မို့အစီအပြေတယ်လို့ကားလိုက်ပြီမယ်အကဘလောက်တော်လဲဆိုတာကြည့်ကြည့်လိုက်ရင်သူ့မှာရစ်ချစ်ဘလောက်ရှိတယ်ဆိုတာပေါ်လွင်နေနော်နောက်တစ်ချက်ကိုလည်းကြည့်ကြရအောင်ရွှေမွေးရဲ့ weight ကရှိရင်ကီလို80ပေါ့ဗျာဒါပေမဲ့သူထမ်းထားတဲ့မင်းသား2ယောက်ကကီလို100ကျော်တော့သေးကြတယ်ဒါကလည်းလူရှင်တော်တွေတော်တော်များများလိုက်မလုပ်နိုင်တဲ့အအေးချင်းတွေပဲလို့ပြောရမှာပေါ့နော်ကဲနောက်တရားလူရှင်တော်ကွင်းသေးကိုကြည့်မယ်သူ့ကိုကြည့်လိုက်မယ်ဆိုရင်လည်းမင်းသားလုံလို့ရတဲ့ရုပ်ရင်တော်ရှိတယ်နော်ငယ်တယ်ချောတယ်ဟာတာညရွှင်နဲ့ဇက်ဖွဲ့မှာလည်းလုံးဝမခုံမကပ်ဘူးအကြီးစကားကိုနားထောင်တယ်ပြီးတော့လည်းလူရှင်တော်ဇောက်ထိုးလည်းကြည့်လိုက်မယ်ဆိုရင်လည်းငယ်တယ်ရုပ်ရည်အသေးသေးရှိတယ်ဇက်ဖွဲ့သားတွေနဲ့အကြီးတွေစကားကိုနားထောင်တယ်မခုံဘူးမကပ်ဘူးသစ္စာရှိတယ်ဟာတာညရွှင်နဲ့လူငယ်လူရွယ်တွေမို့တက်လန့်နေအများကြီးရှိတယ်နော်ကဲနောက်ဆုံးအနေနဲ့လူရှင်တော်ဖြိုးဖြိုးကတော့သူ့ရဲ့ရုပ်ရင်ကိုကြည့်လိုက်မယ်ဆိုရင်တော့တကယ်ကိုလူချမ်းရုပ်ဆွဲမဲ့ဖြဲမဲ့ရုပ်ဆိုပေမဲ့လူရှင်တော်လောက်တော့မယ်ပြက်လုံးပြတ်တော့မဲ့ချိန်ဆိုရင်ပရိသတ်တွေကိုထိန်းနိုင်တဲ့အရေးချင်းတွေအဖြစ်ရှိတယ်မခိုးမကတ်ဘူးအောင်စိုးကိုညီတရားလိုရှောက်တယ်ဆရာတရားလိုလေးစားတယ်ဒါတွေကြောင့်များလာတော့မသိဘူးဗျာဒီလူရှင်တော်ဖွဲ့က2026မှာအောင်မြင်ဆုံးလို့ပြောရင်လည်းမမှားနိုင်ဘူးဘာဖြစ်လို့ဆိုတော့တော်တော်လေးအဝင်ဖန်ခံရတဲ့လူရှင်တော်လည်းလို့ပြောရမယ်သူတို့ဘက်ကတော်တော်များများကအကြောညာခေါ်ရိုက်တာခံရတယ်ခုဆိုရင်လည်းအောင်စိုးနဲ့ဒူထာဝရဝိစိန်မှာပွဲတဲ့ကြောညာရိုက်ခေါ်တာခံရတယ်ဒါတွေကလည်းလူရှင်တော်တွေအတွက်ဘယ်လောက်တော့ကုန်ယူရတဲ့အချိန်ဆိုတဲ့တွေးကြည့်ရတဲ့သိတာနော်ကျွန်တော်တို့အတွက်တော့ဒီဘက်ကလူရှင်တော်တွေထဲမှာရွှေဆိုင်မှာဒီလိုကြောညာရိုက်နိုင်တာဆိုလို့ဒီလူရှင်တော်တစ်ခွက်ပဲရှိတယ်